Ronaldinho shapes to shoot. Relentless, just relentless. And they are disappearing out of sight. ဤပပုံကြီးကိုတကယ်ချင်းများအားလုံးပဲမြင်ကြလားဒါဒီကနေ့မှတော့ကိုလေတင်ဟိုလေးကိုကျွန်တော်ကဒီညကပဲဒါစောကပဲဒါကကောက်ထုံးမစားနဲ့တရားရေးရသွားတယ်ပေါ့လေဆိုတော့ကစားပွဲလေး3 4 5ပွဲ3 4ပွဲလောက်ဆန်းစောပြီး3 4ပွဲပေါ့လေတိကျပြန်4ပွဲလောက်ဆန်းစောကြည့်ပြီးပြီဒါသူ့ရဲ့ review လေးပေါ့ဒီဟာကတော့ဆိုတော့ review ဆိုတော့ကျွန်တော်ဟိုလိုအများကြီးအသေးစိတ်ကြီးတော့မလုပ်တော့ဘူးဒါသူကန်ကျွန်တော်ကန်ထားတဲ့ဟာလေးပေါ့ပဲအခြေခံပြီးတော့ဘယ်လိုလေးတွေကောင်းနေပါညာပေါ့အဲ့လိုလေးပြောပြပေးမှာဖြစ်တယ်ဘရာဇီးဘောက်ကတော့ဘလို့လူမျိုးတွေလိုက်တန်းပါတယ်။ဘာကြောင့်လဲဆိုတော့တင်ဟိုပစ်တန်ရဲ့ကာရဲ့အသက်20ရဲ့နဲ့လိုကာဖူးရဲ့ဆိုတော့သုံးခေါက်စလုံးကကျွန်တော်တို့က2002ကပတ်ဖလားမှာခြေစမ်းကာကတော့အဲ့ဒီချိန်တော့မပါခဲ့သေးဘူးထင်တာပဲ။ဒီခြားတော့ကျွန်တော်မတည်ဘူး။2002မှာကျွန်တော်တို့တော်ခြေစမ်းပြခဲ့တဲ့ကောင်လေးပေါ့လေ။ကျွန်တော်တို့ဒီတင်ဟိုအကြောင်းပြောမယ်ဆိုတော့တင်ဟိုပစ်တန်ရဲ့အကြောင်းပြောရမယ်ဆိုတော့သူ PSG logo နဲ့ပြ PSG logo နဲ့ဆိုတော့ဒီဒါပေမဲ့ဒီဟိုထဲမှာသူ့ရဲ့ဒီဘောလုံးကို control လုပ်နေတာကကျွန်တော်ဒီဟိုကင်ဖူးတဲ့သူတွေဆိုတော့တော်တော်သိပါတယ်ဘောလုံး ball control ကတော့တော်ကောင်းတယ်ပြီးတော့ finish ကဒါ80ကျော်ပဲပါလာ90လောက်ပဲတင်လို့ရတဲ့ဆိုပေမဲ့ finish ကတော်တော်ကောင်းတယ် kick power ကကျွန်တော်တို့ weight ဟိုဆက်တက်မှာတော်တော်နည်းတယ်ဆိုပေမဲ့တကယ် kick ပြီးဆိုရင်တော်တော်ထွက်ပါတယ်သူ kick ကလေဟိုလိုတအားနှေးမနေဘူးပေါ့လေပြီးတော့ဒီသူ့ကိုကျွန်တော် position ကတော်တော်လေးရွေးရှာလိုက်ရတယ်သူ့ position အတွက်ပေါ့လေပထမ2ပွဲကန်လိုက်တယ် position ကြီးမှားနေတယ်ကို division 3ကကောင်းတဲ့တွေ့ရတော့မှပဲရှုံးပါတယ်နောက်တော့အဲ့ဒီနောက်ဒုတိယမြောက်ပွဲရှုံးတော့ဒီကျွန်တော်အဲ့ဒီဘက်ကကောင်းတယ်လေကစ်ပေါ်မှာတော့ထွက်တယ်ကျွန်တော်အဲ့ဒီဘက်ကကောင်းတင်ဟိုသုံးပြီးတော့3ခုတွန်းအဲ့လိုနော်အားလည်းကျွန်တော်သူ့စကွက်လေးကိုတော့လေးလာပြီးတော့သူ့စကွက်လေးတာကျွန်တော်ကတင်ဟိုကိုsecond striker အနေနဲ့အဲ့ဒီဘဲတောင်မြောင်ကတစ်ချက်ထားကြည့်တာဒါတင်ဟိုရဲ့ယူရီယာမှုတွေနော်ဒါတင်ဟိုရဲ့ယူရီယာမှုတွေတင်ဟိုဒီဘက်ကတယောက်ကတင်ဟိုကိုလိုက်ကတ်နေရလို့မို့ဆိုတော့ second striker မှာသူ့အဲ့ဒီ second striker မှာအဲ့ဒီလိုတောင်းကိုထားတာက SS ဆိုပြီးတော့ထားလိုက်တာပို့ပြီးတော့အလုပ်ဖြစ်တယ်ပေါ့လေ AMF မှာထားတော့ရင်လက်ရှိကျွန်တော်လေးနေနဲ့ဆော့တဲ့ format မှာ AMF ထားမတော့ရင်အဆင်မပြေဘူး CF ကိုပို့ပြီးတော့ CF ကိုဟောမလုပ်ဖ ೇನೆ CF ကို SS ထားပြီးသူဒီဘယ်ဘက်ကို LNU effort ကိုနည်းနည်းလေးပို့လိုက်ရင်တော်တော်လေးအဆင်ပြေတယ်အဲကျွန်တော်အဲ့ဒါလေးထားတော့ပြီးထားတွေးလိုက်တယ်ပေါ့လေဆိုတော့ဒီမန်ယူကတော့3 9နဲ့တင်သူထွက်သွားတယ်ဆိုတော့မထွက်လဲဆက်ရှုခံမှရှိတာဟုတ်ဆိုထွက်တော့ကောင်းပါလေချင်းမကုန်တော့ဘူးပေါ့ဆိုတော့ဒီကတော့နည်းနည်းစကွက်ကနည်းနည်းသေးလို့ပြောလို့ရကြတယ်ဒီဟာတော့ဒီဘရာဇီးပေါက်သိန်းသူကလည်းဒါစကွက်ကြော်လဲ3200ကျော်နဲ့လာတာပေါ့လေသူကလည်းအတင်းဟိုအကြီးပဲ division 2ကကောင်းမယ်ဆိုတော့သူကကာတော့ပေါက်သိန်းလာဆိုအဓိကပြောချင်တာကဒီ finish တွေဟိုတွေကစက်တက်တွေကဒီဟိုမှာကျတော့စက်တက်တွေကအဓိကမဟုတ်ဘူးပြသူဘောလုံးကိုတအားကင်နိုင်တာဘောလုံးပေးတာ pass တွေကတော်တော်ကောင်းတာတခြား high ဆိုရင်ဗျတခြားကစားသမားဆိုရင်ဒီ phenomenal pass မှာပါရင်တောင်ရောက်မြောက်ရောက်တယ်မြင်လားသူကအဲ့ဒီဘက်မှာအမြဲတမ်းsecond striker မှာထားလိုက်အဲ့ဒီဘက်မှာသူအမြဲတမ်းနေတော့လေလိုလေးတိုက်စစ်စင်တဲ့ခါသူအဲ့ဒီဘက်ချက်မှာသူအမြဲတမ်းရှိတယ်ဘောလုံးကိုတူးစီ6ထဲနဲ့ဘောလုံးဆုံးဖို့ကတော်တော်ခဲရင်းနေပေါ့လေအဲ့ဒါတွေတော်တော်ကိုသဘောကျတယ်ပြီးတော့တိုက်စစ်ကိုအဲ့မှာ second striker မှာထားရင်သူတိုက်စစ်ကိုတော်တော်လိုက်တယ်တိုက်စစ်ကိုဟိုနောက်ကကြမ်းနေကြ4မိနစ်ကိုအဲ့လိုမျိုးမဖြစ်ဘူးရှေ့ကတိုက်ဦးနဲ့ဒီတောင်မန်တိုက်ဦးနဲ့ဒီအထောင်တိုက်စစ်သမားရှေ့ထွက်ရင်သူလည်းနောက်ကနေတခါတည်း light တန်းသူ light တယ်ပေါ့လေတော်တော်လေးကျွန်တော်သဘောကျတယ်အဓိကကျွန်တော်သဘောကျတာကတော့ဒီ pass တွေက phenomenal pass မှာပါတည်တယ်သူ pass တွေကတော်တော်လေးကိုကောင်းတယ်ဒီမှာဆိုရင်ရှေ့ထွက်တော့တာကိုကြည့်လိုက်သူရှေ့ထွက်တော့တာယူတော်တော်လေးကိုကြောက်စရာကောင်းတယ်ဒီမှာဆိုရင်ဘောလုံးကဒါ3ယောက်ကြားတဲ့အနေနဲ့ထွက်ပြီးပြန်တွန်းသွားတယ်အဲ့လိုမျိုးပေါ့လေသူကဘောလုံးကိုအဓိကသူဘောလုံးကင်နေတဲ့ပေါက်ထဲမှာသူ့ရှောက်ထဲကဘောလုံးကိုရဖို့ကတစ်ဖက်ကစားသမားတွေတော်တော်ခက်တယ်ဒါပုံမှန်ဆိုဇိုလာတို့မက်ဆီတို့ကတိုက် position ပိုမြင့်တယ်ဒါပေမဲ့ဒင်ဟိုနဲ့ရှင်ကြကန်ရတာအရန်ပေါ့တယ်ပြင်ဒင်ဟိုကတော်တော်လေးကိုကျွန်တော်တို့ကောင်းတယ်ဗျဘလစ်ခါလာဆိုရင်လည်းဒါသူက89 90အလုံးစုံတင်လို့ရမှာ91 92ကိုတော်တော်လေးကိုဟိုကောင်းတယ်ပေါ့လေဘလစ်လောက်ရတာလေတအားကြီးဟိုလိုတခြားဟာလိုတိုင်မှန်လိုက်ဘာမှန်လိုက်အဲ့လိုတွေဟုတ်ဖြစ်မနေဘူးကျွန်တော်ဟိုကောင်တွင်းသွားတယ်3လုံးဆိုရင်3လုံးဘလစ်ခါလာနေရတော့သူကဘလိုတွေတင်းထားလဲမလို့ rating က104ပဲတက်တယ်ပေါ့လေသူက rating ဟိုမမတ်တဲ့ကောင်ထင်တာပဲ
လူတွေတင်100လေးပဲတက်တယ်ဒီမှာဆိုရင်ဒါတင်ဟိုကဒီဘက်မှာပေါ့လေနေရာယူတာတင်ဟိုကဒီဘက်မှာရှိနေလို့ဒီဇိုလာကဟိုကွင်းလေကိုရောက်တော့တက်တယ်အဲ့ဒီတစ်ချက်လေးတော့ရှိတယ်ပုံမှန်ဆိုဇိုလာကသူ့ရဲ့တာဝန်ကကျွန်တော်သုံးနေကြတင်းလေးမှာဆိုရင်ဘယ်ကျမ်းမှာဇိုလာတာဝန်ယူတော့ဒါပေမဲ့တင်ဟိုရောက်လာတော့ကျွန်တော်လည်းအဲ့ဒီ formation တော်တော်ရှာလိုက်ရတယ်ကို favorite player တွေထည့်မစောလို့မို့4-3-1နဲ့ဆော့မယ်ဆိုရင်တော့တင်ဟိုကို AMF ပါ second striker မှာလေအဲ့ second striker မှာထိုင်းတော့တော်တော်လေးကိုအသုံးဝင်မိတ်ကြောက်စရာကောင်းလိမ့်မယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဟိုကောင်ချသွားတာငါးကိုတွန်းသွားတာ။ဒီဟိုတော့ကိုနဲ့ကျွန်တော်ငါးကိုဖြစ်အောင်တွန်းသွားတဲ့ကောင်ကအဲ့လို4-3-1နဲ့4-3-1နဲ့လင်ဟိုကိုအဲ့ AMSF မှာ second striker မှာထားပြီးတော့လောက်သွားတယ်။ဒါပေမဲ့ तू ကအဲ့အလဲမှာထားပြီးမြဲ तू ကအဲ့ဒီဟိုကအဲ့ဘက်ကို तू ထပ်တောင်းတော့ဘယ်လိုလုပ်ကြောင်းတော့မသိဘူးပြတော်တော်ကောင်းတယ်သူဆော့တော့တာလေ။ဒါဆိုတာတင်ဟိုကနှစ်ဂိုးပေါ်လေတကူကဆိုတော့ तू ကတကူထပ်ဖန်နေပြတယ်ဒီဒါအထွေဟိုရောက်ပါရင်တော့ hat trick ပေါ့လေဆိုတော့အဲ့လိုမျိုးကျွန်တော်တို့တော့ဘောကြတယ် like တင်လားဆိုတော့ကျွန်တော်တို့ like ဖို့တက်နိုင်တော့ like ဖို့အကြံပြုပါတယ်ပေါ့လေ။ဘာကြောင့်လဲဆိုတော့တော်တော်လေးဘောကြစရာကောင်းတယ်တော်တော်ကိုင်းရတာပေါ့ပေါ့ပါလေးပြပစ်တိုင်ကတ်ဆိုတော့တခြား show တိုင်းနေပိုင်းနဲ့တော့ဟိုတခြားဟိုဟာ EPS ရင်းနဲ့မတူဘူးသူကအရန်ပေါ်တယ်ကိုင်းတာအရန်ပေါ်တယ်အရန်တွက်တယ်တခုပဲစိတ်မကောင်းစီရတာ PSG လိုကုန်နဲ့ပေါ့လေ PSG လိုကုန်နဲ့ဘာကြောင့် PSG ဖန်ဖြစ်ဘာကြောင့် PSG လိုစိတ်မကောင်းတယ်လဲဆိုတော့ even ကန်ရင်က PSG ကမလာတော့ဘူးခတ်တာ even ကန် PSG ဘာစီလိုနာကျွန်တော်မှာဘာစီလိုနာတတင်းလုံးရှိတယ် even ကန်ဘာစီလိုနာရှိတယ်အီတလီကလပ်ကောင်းနေရှိတယ်ဆိုတော့အဲ့တခုတော်တော်လေးဆိုဘာဖြစ်ပါတရားမဲအဲ့ဒါနဲ့ကြောင့်မဆိုင်မနဲ့တင်ဟိုကိုတော်တော်လိုက်လို့ရတယ်တော်တော်လေးကောင်းတယ်ကျွန်တော်တို့ပါလိုက်ဆက်တဲ့နေဘာမှမဆိုင်တော့အောင်ကိုကောင်းတယ်ဘောကွန်ထို finish ကစ်ပါဝါတွေကဆက်တဲ့တွေကိုမကြည့်ဘဲနဲ့ကိုတော်တော်ကိုဆက်တဲ့တွေထက်ကိုပိုတဲ့ရတာကျွန်တော်လည်းအေးခံစား feeling ကိုကျွန်တော်ကခံစားရတယ်လို့မြင်တယ်ပြီးတော့ဘောက်ထဲကတင်ဟိုမရခဲ့တော့မှာပဲကာရဲ့ကာဖူးရမှာဆိုတော့ကာရောကာဖူးရောကျွန်တော်တို့ညံ့တဲ့သူတွေမဟုတ်လို့ဘောက်ကလည်း like တယ်မ like တယ်ဆိုတော့ကျွန်တော်တို့ like ဖို့အကြံပြုပါတယ်ပေါ့လေဆိုတော့ဒါဒီကနေ့ကတော့ဒါကျွန်တော်တို့ဒီတင်ဟိုဘစ်တိုင်း review လေးပေါ့လေကျွန်တော်အမြင်ကျွန်တော်ကတော့တော်တော်လေးကိုသဘောကျတယ်ဒါ AC Milan က free ရတဲ့ဟိုနဲ့တော့တခြားစီရဲ့ဗျာ free man တွေကတအားလိတယ်ကျွန်တော်ဟိုတင်ဟိုကိုင်းပြီးတော့တော်သူကဘောအပြက်များတာဟို AC Milan ကျွန်တော် free ရထားတဲ့တယောက်လည်းရှိတာဟိုတော်ဘောပြက်တယ်ဗျာသူစီရောက်သွားရင်ဘောကတော်တော်ပြက်တယ်သူတော်တော်လေးကိုကိုင်းရတယ်ထင်းရတော်တော်ကိုင်းရခတ်တယ်နည်းနည်းထင်းရခတ်တယ်ပေါ့လေဒါပေမဲ့ဒီဟာမှာကျတော့ဘောလုံးကသူ့လက်ထက်ရောက်လူချောက်တဲ့ရောက်သွားရင်တော်တော်ကိုယုံကြည်မှုအပြည့်ရှိတယ်ဘယ်ကောင်းစီငါပေးနိုင်မလဲဆိုတာကိုဘောလုံးလူချောက်တဲ့ရောက်သွားရင်ကြည့်စရာမလိုတော့ဟိုဘေးကကိုတခြားကောင်တွေကိုလိုက်ပြီးကြည့်နေရုံပဲကြည့်ပြီးတော့ဒါဘလွတ်တဲ့ကောင်ထိုးပေးလိုက်ရုံပဲဒါမှမဟုတ်သူကလူလိန်ခောက်ပြီးတော့ဒါကျွန်တော်ကြည့်ရမယ်ဒါတောင်ကျွန်တော်က dribbling ကိုတော့မကောင်းဘူးရတယ်လား dribbling တော့မကောင်းဘူးနည်းခုမှနည်းနည်း try နေတော့ရှိသေးတယ်စပြီးတော့ try တော့ဆိုတော့တော်တော်လေးကိုကျွန်တော်သဘောကျတယ်ကောင်းတယ်ပေါ့လေညီကိုတို့အနေနဲ့လည်းဒါနည်းနည်းလေးသဘောကျရင်လိုက်ကြပါလို့အားပေးပါတယ်လို့လိုက်ဖို့အားပေးပါတယ်ဆိုတော့ဒီနေ့ကတော့ဒီတော့ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်